တဲ့ကြားတွေကကြိုးစားလိုက်တာငါတို့မင်းသားစစ်တဲ့မိသားစုအတွက်အားသေးလေးပါပဲဒီအောက်ကနေပြီးတော့လာပြီနော်ဟုတ်ပါအေးချိုးစလေးလာလိုက်လားမ